packaging တွေ label တွေမှာအသုံးအများဆုံး print finish 5 မျိုးအကြောင်းကို graphic designer တွေ brand owner တွေအတွက်ကိုယ့်ရဲ့ packaging တွေ label တွေမှာဘယ်လို printing မျိုးကိုရွေးချယ်တင်လဲဆိုတာကိုသုံးသပ်ပြပေးသွားပါမယ်။နံပါတ် 1 glossy finish တောက်ပချော့မွေသောအသားပထမဆုံးတစ်ခုကတော့ကျွန်တော်တို့အတွေ့အများဆုံးဖြစ်တဲ့ glossy finish ပါ။သူ့ရဲ့သဘောတရားကစက်ကူဒါမှမဟုတ် plastic အသားပေါ်မှာအလင်းပြန်နိုင်တဲ့တောက်ပတဲ့အလွှာတစ်ခုဖုံးအုပ်ထားတာပါ။အားသာချက်အနေနဲ့အရာတွေကိုပိုပြီးတောက်တောက်ပြောင်ပြောင်ဖြစ်စေတယ်။ရေဆိုခံနိုင်စွမ်းကိုလည်းအနည်းငယ်တိုးစေပါတယ်။အားနည်းချက်အနေနဲ့လက်ရာတွေအထင်လွယ်တယ်။ reflection များလို့ရင်စာတွေဖတ်ရခက်နိုင်ပါတယ်။ premium feeling ထက် commercial feeling ပိုရတတ်ပါတယ်။ glossy finish ကိုကလေးတွေအတွက်ရွေးရတဲ့မုတ်ထုတ်တွေစားသောက်ကုန်ထုတ်ပိုးမှုတွေမှာအသုံးများပါတယ်။ design မှာပါတဲ့အရာတွေကိုပိုပြီးပေါ်လွင်ခြင်းနဲ့ဆိုရင် glossy ကအကောင်းဆုံးရွေးချယ်မှုပါ။နံပါတ်2 matte finish အလင်းမပြန်တော့အသားသူက glossy နဲ့ပြောင်းပြန်ပါအလင်းပြန်မှုလုံးဝမရှိပဲစမ်းသပ်ကြည့်ရင်အီလေးနဲ့ premium ဆန်တဲ့ခံစားမှုကိုပေးစွမ်းနိုင်ပါတယ်။ matte finish ရဲ့အားသာချက်ကစာတွေကိုဖတ်ရလွယ်ကူစေတယ်။မျက်စိရဲ့အမြင်မှာရှင်းလင်းပြတ်သားမှုရှိတယ်။ luxury ဆန်တဲ့အသွင်ပြင်ကိုရရှိစေပါတယ်။အားနည်းချက်ကတော့ glossy လောက်ကာလာမတောက်ဘူး။အနက်ရောင်ပေါ်မှာဆိုရင်ချစ်ရာတွေပိုမြားတက်ပြီးဖုံတက်လွယ်တာပဲဖြစ်ပါတယ်။ matte finish ကို coffee packaging တွေ organic အလှကုန်တွေကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာထုတ်ပိုးမှုတွေမှာအသုံးပြုသင့်ပါတယ်။ကိုယ့်ရဲ့ဒီဇိုင်းကရှင်းလင်းပြတ်သားတဲ့ typography တွေတည်သက်တဲ့ illustration တွေကိုအဓိကထားတယ်ဆိုရင် matte ကပိုပြီးသင့်တော်ပါတယ်။ matte glossy matte နဲ့ glossy ပေါင်းစပ်ခြင်းဒီတစ်ခုကတော့အခုနောက်ပိုင်းတော်တော်လေးခေတ်စားလာတဲ့နည်းပညာပါ။တစ်ခုလုံးကို matte အလင်းမပြန်တဲ့အသားသုံးထားပေမဲ့ကိုပေါ်လွင်စေခြင်းတဲ့နေရာတွေဥပမာ logo ပုံလေးတွေကိုမှကွက်ပြီး glossy ပြန်တင်လိုက်တာမျိုးပါ။အားသာချက်ကတော့ 3D effect လိုမျိုးအနှိမ့်အမြင့်ကွာခြားသွားတဲ့အတွက်ကြည့်လိုက်တာနဲ့အရန်ကိုဆွဲဆောင်မှုရှိပါတယ်။ဒီနည်းပညာကို spot UV လို့လည်းခေါ်ကြပါတယ်။ matte glossy မှာအားနည်းချက်ဆိုတာထက်ကို product brand နဲ့ကိုက်ညီမှုရှိမရှိကိုပိုပြီးစဉ်းစားသင့်ပါတယ်။ဘယ်နေရာတွေမှာသုံးသင့်လဲဆိုရင်ဈေးကွက်ထဲမှာအပြိုင်ဆိုင်များတဲ့ premium product တွေ touch gadget ဘူးတွေအထူးထုတ်လက်ဆောင်ဘူးတွေမှာသုံးသင့်ပါတယ်။နံပါတ်4 special color ရွှေရောင်ငွေရောင်နဲ့အထူးအရောင်များ special color တွေဆိုတာကတော့ရိုးရိုး CMYK ဆေးရောင်တွေနဲ့ဖန်တီးလို့မရတဲ့အရောင်တွေပါ။ gold foil silver foil လိုမျိုးသတ္ထုအပြားလေးတွေကပ်ပြီးဖိနှိပ်တဲ့နည်းပညာ full stamping ဒါမှမဟုတ်တီးသန့်ပန်တုံးအရောင်တွေကိုသုံးတာမျိုးဖြစ်ပါတယ်။ screen ပေါ်မှာ gold color ကုတ်ထည့်လိုက်တာနဲ့ gold print နဲ့မတူပါဘူး။ special color တွေရဲ့အားသာချက်ကကြက်တည်ရှိမှုရိုးရာဆန်းမှုနဲ့အစဉ်အတန်းမြင်မာမှုကိုတန်းပြီးခံစားရစေပါတယ်။သတိထားမယ့်အချက်ကတော့ gold color တွေအများကြီးသုံးလိုက်ရင် premium မဖြစ်ပဲ cheap ဖြစ်သွားနိုင်ပါတယ်။ special color တွေကိုရိုးရာအစားအစာတွေအရေးအသွေးမြင်ထုတ်ကုန် label တွေဝိုင်ပလင်းတွေနဲ့တန်မိုးကြီး cosmetic တွေမှာအသုံးပြုသင့်ပါတယ်။ကိုယ့်ရဲ့ brand name ဒါမှမဟုတ် bandage style typography လေးတွေကို gold foil နဲ့ဖော်ပြလိုက်ရင် packaging ကတိတိကျကျကိုအဆင့်မြင့်သွားမှာဖြစ်ပါတယ်။နံပါတ်5 special glossy အထူးတောက်ပမှုပြုလုပ်ထားသော holographic texture print နောက်ဆုံးတစ်ခုကတော့ရိုးရိုး glossy မဟုတ်ပဲအထူးပြုလုပ်ချက်တွေပါဝင်တဲ့ special glossy ပါဥပမာအလင်းရောင်ကြားရောက်တဲ့အပေါ်မူတည်ပြီးတက်ရောင်ပြောင်းသွားတဲ့ holographic သားမျိုးဒါမှမဟုတ်ဖောင်းကြွ emboss ပုံစံပါဝင်တဲ့ glossy မျိုးတွေဖြစ်ပါတယ်အားသာချက်ကတော့စင်ပေါ်မှာတင်ထားတဲ့အခါလူတွေရဲ့အာရုံကိုချက်ချင်းဖန်ဆားနိုင်ပါတယ်ခင်မီစမ်းသစ်တဲ့ခန်းစားချက်ကိုပေးပါတယ် special glossy ကိုလည်းကိုယ့်ရဲ့ product နဲ့တင့်တော်မှုရှိမရှိပုံမှာမူတည်ပြီးသုံးသင့်ပါတယ်ဘယ်နေရာတွေမှာသုံးသင့်လဲဆိုရင်တော့ gaming ပစ္စည်းတွေ energy drink တွေလူငယ်ကြိုက်ခစ်ဆန်တဲ့အလှကုန်နဲ့အဝတ်အထည် brand တွေရဲ့ packaging တွေမှာအသုံးပြုဖို့အထူးသင့်တော်ပါတယ်ဒါတွေကတော့ packaging တွေမှာသုံးကြတဲ့ print finish 5 မျိုးပဲဖြစ်ပါတယ်